ဒီလိုမျိုးလူကစာတန်းထဲကနေဖြတ်ထွက်သွားတဲ့ Amisa Video Editing Effect လေးတစ်ခုလုပ်ဖို့အချိန်10မိနစ်လောက်ပဲကြာပါတယ်ပထမဦးဆုံးကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ CapCut ဆိုတဲ့ application နဲ့ဝင်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကိုထည့်ချင်တဲ့ video လေးကိုကျွန်တော်တို့ထည့်လိုက်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ထည့်ထားတဲ့ video လေးကိုအောက်ဘက်မှာရှိတဲ့ menu bar က duplicate ဆိုတဲ့ function လေးနဲ့နှစ်ခုပွားလိုက်မယ်ပေါ့နော်ပြီးရင်တော့ပွားပြီးလို့ရလာတဲ့ video လေးကိုအောက်ဘက်မှာရှိတဲ့ overlay ဆိုတဲ့ function လေးနဲ့နှစ်ခုထပ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ overlay လုပ်ထားတဲ့ video လေးကိုတစ်ချက်ထောက်ပြီးတော့အောက်ဘက်မှာရှိတဲ့ background remover ဆိုတဲ့ဟာလေးနဲ့ background ဖြတ်ထုတ်လိုက်မယ်ပေါ့နော်ပြီးရင် text box လေးတစ်ခုခေါ်ပြီးတော့ကိုကြိုက်တဲ့စာသားလေးရိုက်ထည့်လိုက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်စာသားလေးကိုအကြီးအသေးနဲ့ font လေးကိုတော့ကိုလိုချင်သလိုလေးချိန်ညှိလိုက်ပေါ့ခင်ဗျပြီးရင်စာသားလေးနဲ့ကျွန်တော်တို့ video ရဲ့အရှိလေးနဲ့ကိုတွားညှိလိုက်ပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကိုထည့်ထားတဲ့စာလေးကိုတစ်ချက်ထောက်ပြီးတော့အောက်ဘက်မှာရှိတဲ့ duplicate ဆိုတဲ့ဟာလေးနဲ့နောက်တစ်ခုပွားလိုက်မယ်ပေါ့နော်ပြီးရင်တော့ပွားထားတဲ့စာတန်းလေးကိုအောက်မှာရှိတဲ့ style ဆိုတဲ့တစ်ချက်ဝင်ပြီးတော့ opposite ကိုအဆုံးထိ short ချလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဘေးမှာရှိတဲ့ stroke ဆိုတဲ့ထဲဝင်ပြီးတော့ကိုကြိုက်တဲ့ color လေးနဲ့ stroke ပတ်လိုက်လို့ရပါတယ်ခင်ဗျ font လေးကိုပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ overlay layer လေးကိုတစ်ချက်ပြန်ထောက်လိုက်ပေါ့နော်ပြီးလို့ရှိရင်အောက်ဘက်က menu bar မှာ layer ဆိုတဲ့ function လေးရှိပါတယ်ခင်ဗျအဲ့ layer ဆိုတဲ့ထဲကိုဝင်လိုက်လို့ရပါတယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဦးဆုံးလုပ်ထားတဲ့ background ဖြတ်ထားတဲ့ overlay layer လေးပေါ့နော် overlay layer လေးကိုကျွန်တော်တို့ font နှစ်ခုကြားထဲကိုရွှေ့လိုက်လို့ရပါတယ်ခင်ဗျအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စာတန်းလေးကိုလူလေးဝင်သွားတဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော်Okay ဒီ effect လေးရဆိုလို့ရှိရင်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့လုပ်လို့ရပြီးတော့ video တွေကိုသူများနဲ့မတူအောင်ဖန်တီးချင်တဲ့လူတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ video လေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ